တိုင်းပြည်တစ်ခုတိုးတက်တယ်မတိုးတက်ဘူးဆိုတဲ့အရာပေါ်မှာဘာနဲ့ကြည့်လဲဆိုတော့တနစ်တာအခြေခံလှုပ်အားကဘယ်လောက်ရလဲအဲ့ဒီအခြေခံလှုပ်အားကရတဲ့ငွေနဲ့ကုန်စည်နှုန်းတွေနဲ့ဘယ်လိုကိုက်ညီမှုရှိလဲဆိုတော့ကျွန်တော်တွက်ကြပါကုန်စည်နှုန်းကြီးနေတယ်ဆိုတိုင်းဒီတိုင်းပြည်မှာကုန်ကျစရိတ်ကြီးတယ်ဖက်တော့ကြီးလို့မရဘူးသူတို့ရဲ့အခြေခံလကဘယ်လောက်ရလဲဆိုတော့ကျွန်တော်ကြည့်ရတယ်အခုဒီမှာနော် NLD အစိုးရလက်ထက်နဲ့ပတ်သက်လို့ပြောထားတဲ့တယောက်ဂျပန်အဖြစ်မဲ့သူက2ဗီဒီယိုဖိုင်ကိုကျွန်တော်ဖွင့်ပြမယ်ပြီးလို့ရှိရင်တိုင်းရင်းသူအမျိုးသမီးတယောက်ပြောတဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြမယ်ဒီနှစ်ယောက်ရဲ့စကားဘာကွာလဲဆိုတာကိုကြည့်ပါဦးမင်းတို့စစ်တပ်လက်ထက်မှာကဘာကောင်းလို့တော့တဲ့ကုံစည်းလုံးတွေအရန်ဈေးကြီးနေတာတဲ့မင်းမသိဘူးလားတဲ့ငါတို့အမေလက်ထက်တုန်းကတဲ့ကြက်ဥတစ်လုံးမှာ100ပဲလို့ပြောတဲ့အကိုကြီးဟုတ်လားကုံစည်းနှုန်းကမြန်မာနိုင်ငံတနိုင်ငံနဲ့ဈေးကြီးတာလားနိုင်ငံတကာကဈေးကြီးတာလားကမ္ဘာလုံးဈေးကြီးတာလားဆိုတော့လေမျက်စိလေးဖွင့်နားလေးဖွင့်ပြီးအရင်ဦးဆုံးစုံစမ်းအောင်သိလားပြည်သူတွေကိုလိုက်ပြီးတော့ဂျင်းမထဲနေနဲ့နော်ကဲပြည်သူတွေကိုလိုက်ပြီးဂျင်းမထဲနဲ့တဲ့ကုန်စည်နှုန်းကတကဘာလုံးတက်တာပေါ့โอเคကောင်းပြီဟုတ်တယ်ထိုင်းမှာဆိုရင်ကျုပ်တစ်လုံး9ဘတ်6ဘတ်ပေးရတယ်ဟုတ်တယ်နော်ကျွန်တော်တခုတွက်ပြကုန်စည်နှုန်းကနောက်သူ့ရဲ့ comment ပို့အောက်ထဲမှာလဲအဲ့ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းကဘယ်လိုရေးထားလဲဆိုတော့အရင်88လုံးကကျုပ်တစ်လုံးဘလောက်လို့အခုအနေအစိုးရလက်ထက်မှာကျုပ်တစ်လုံးဘလောက်လို့အဲ့ဒါဖြစ်လို့တက်လာတယ်ပေါ့တနှစ်ထဲနဲ့ကုန်စည်နှုန်းက10ဆမကခုန်တက်တဲ့တိုင်းပြည်ရှိတာအာနာမသိန်းခင်မှာစံတိတ်ကို3000ခွဲပဲရှိတယ်နော်အားလုံးထိပါတယ်အာနာသိမ်းလိုက်တယ်ဖတ်ခလက်3သိန်းဖြစ်သွားတယ်လေအဲ့ဒီ3သိန်းကနေအခုပြန်ကျတယ်တစ်ချက်နောက်တစ်ချက်ကအခုထိုင်းနိုင်ငံမှာဈေးကြီးတဲ့ကုန်စည်နှုန်းတွေပဲဒီစားစီတပူးဆိုရင်ဒါအခုဆိုရင်60ကျော်ပြီဖြစ်နေနော်50 60ပဲထားနော်80ဆိုရင်ဒါ1000ဖြစ်မယ်ဟုတ်တယ်နော်အဲ့တော့စားစီတပူးကိုအနည်းဆုံး9000မကောက်ဘူးပေါ့ဟုတ်တယ်မလားအဲ့တော့ဒါပေမဲ့ထိုင်းနိုင်ငံမှာအခြေခံအလုပ်ပယံသွားလုပ်မယ်ဗျာနေပူစက်ခန်းထဲမှာအောက်ခြေအလုပ်ပယံလုပ်အနည်းဆုံးဘာမှမလုပ်တတ်တဲ့လူသူများခိုင်းတာဟိုအသေးဆိုတဲ့အဲ့အဆင့်လူတော်မှအနည်းဆုံး350လောက်ရတယ်ဟုတ်တယ်နော် तू ကပတ်စံ350ရတာညက်နေပြန်လာမယ်ထမင်းမချက်နိုင်ဘူးโอเคထမင်းတစ်ထုပ်ကို9ဘတ်နှစ်ထုပ်ကို30နှစ်ထုပ်ဆိုရင်တဝက်ရပြီထားအစားကြီးတယ်ထားနော်4တော့ဝယ်မယ်20ဖို့ဝတ်သားဟင်းနဲ့စားမလားကြက်သားဟင်းနဲ့စားမလားဟင်းတစ်ထုပ်ကို20ဖီမူအောင်ထောင်ပြီးစားလို့ရတယ်ကဲသူ့ရဲ့တနေ့တာလောက်အားက350ရရင်မနဲ့ဝတ်သားနဲ့စားမယ်ညနေကြက်သားနဲ့စားမယ်ဆိုဟင်းဖို့က40နော်ထမင်းကအစားတအားကြီးတယ်ကျွန်တော်တို့ဆိုရင်9ချက်တန်တဒုံးနဲ့တော့ဝတ်တယ်အစားတအားကြီးဆို4ဒုံးထား9ချက်တန်4ဒုံး20နော်တနက်ကို20နှစ်နက်40တနေ့တာလုံပြီးတော့သူဟာဝတ်သားဟင်းရောကြက်သားဟင်းရောစားရတယ်ပတ်စံအားလုံးပေါင်းမှာ80ပဲကုန်တယ်သူ့ရဲ့လောက်အားက350ရထားတာဖြစ်တာအနည်းဆုံးပြောတာနော်အချောကင်တတ်တာတော့900 600တွေကျွန်တော်မတွက်ပြသေးဘူးသူ့ရဲ့လောက်အားက350ဖြစ်တဲ့အတွက်တူဒီတနေ့ကို80သူ့ရဲ့စားစရိတ်ကုန်တယ်ဘယ်လောက်ကျန်လဲဟုတ်တယ်မလား280တိတိကျန်နေတယ်ဒါသူ့ရဲ့ရေဖို့မီးဖို့နေစိတ်အညာ80အေးစေးပဲမြန်မာပြည်မှာအခြေခံလောက်အားကဘယ်လောက်ရလဲအခုမင်းအောင်နိုင်လက်ထက်မှာကျွန်တော်တို့ကနှိုင်းရှင်တယ်ဆိုအဲ့လိုနှိုင်းရှင်ရတယ် NLD အစိုးရလက်ထက်မှာအခြေခံလောက်အားကဘယ်လောက်ရလဲကုန်စည်နှုန်းတွေဘယ်လိုရှိတယ်တနေ့တာအလုပ်လုပ်ပြီးတော့ထမင်းစားရင်ဘယ်လိုပုံစံစားရလဲမင်းအောင်နိုင်အာနာသိမ့်တဲ့အချိန်မှာတနေ့တာလောက်အားကဘယ်လိုရှိတယ်အလုပ်ကောလွယ်ကူကူရှာလို့ရလားဒါတွေလည်းတက်ဆိုင်သေးတယ် NLD အစိုးရလက်ထက်မှာနော်အလုပ်တွေပေါ်များတာအားလုံးဒီပဲနော်အားလုံးဒီပဲဒါညင်းရမယ့်ချက်တော့မဟုတ်ဘူးပြီးလို့ရှိရင်အခုမင်းအောင်နိုင်လက်ထက်မှာအလုပ်လိုချင်တိုင်းရှိတာပြီးတနေ့တာလောက်အခြေခံလောက်အားကနဲ့ဝယ်စားရတဲ့ဟာနဲ့ကြက်သားဝက်တာနေ့တိုင်းစားနိုင်တာမြန်မာပြည်မှာစီးရဲတဲ့လူမပြောနဲ့တောင်တန်ရုံလူလက်တန်းစားတော်မှမနဲ့ကြက်သားညက်တဲ့ဝက်တာနေ့တိုင်းစားနိုင်တဲ့နေနိုင်တာအဲ့ဒါကိုပြန်ကြည့်နော်အဲ့တော့ဂျင်းထဲတာဒီဘယ်သူကထဲတာလဲဟုတ်တယ်နော်ရှင်းလေးဒီနေ့ခေတ်ပြည်သူတွေအားလုံးကလည်းတွတ်တတ်ပါတယ်အကုန်လုံးဟုတ်တယ်မလားအခုကျွန်တော်တွတ်ပြတယ်လို့အားလုံးတွတ်တတ်ပါတယ်အကိုပြောသလိုကျွန်တော်ပြန်ပြောလိုက်မယ်ကျွန်တော်ငငယ်တုန်းကဆိုရင်လေဖင်တုံးလုံးလေးနဲ့ကြက်ဥသွားဝယ်လာပြီနားတော့လာပြီဒီစကားလူဘိန်းအနေနဲ့တွေးလိုက်မယ်ဆိုဟုတ်တယ်လို့ပါလို့ထင်လိုက်တယ်ဒါပေမဲ့တကယ်ကျွန်တော်တွက်တယ်လို့တွက်ကြည့်လိုက်သူပြောတဲ့စကားမှန်မလားလာပြီကြည့်နေကျွန်တော်ကြိုပြောတာမလားတွေ့လားကြည့်သိလားသုံးလုံးကိုမှ100ပဲပေးရတာသိလားအကိုအခုကြက်ဥလိုချင်သေးလားကျွန်တော်စီလာခဲ့အကိုဖင်တုံးလုံးလေးပဲလာခဲ့အကိုကိုလေ
တရားဖို့3လုံးနှလုံးလက်ဆောင်ပေးဦးမှာတိလားနော်အေးဒါပေမဲ့ဖင်တစ်လုံးလုံးပဲလာခဲ့နော်အေးလိုက်ပြီးတော့ပြည်သူတွေကိုချင်းထည့်ပင်နဲ့ပြည်သူတွေကအခုတိနေပြီခင်ဗျားကိုနန်းနန်းမဲအုပ်ဖို့ပဲကြံတော့တယ်ကိုယူဆိုင်နေ တွေ့ရနော်အဲ့ဒါစစ်တပ်ထောက်ခံလူတယောက်ရဲ့အချင်းပေါ့ဗျာကြည်ွာအဲ့တော့တကယ်ဂျင်းထဲ့တာဒီဘာတူလဲနော်တိတက်ကြီးသိပါလေဒီမှာထပ်ဖွင့်ပြမယ်နောက်ထပ်အမတ်တယောက်ဒါကချင်အမျိုးသမီးလားမသိဘူး ခံစားရတာကပညာရေးမိဘကအဲ့လိုပူစရာမလူတော့ဘူးအရင်တုန်းကကျမရဲ့တာသမီးတွေကျောင်းတက်လာတော့ ပြည်သူတွေအနေနဲ့ကျွန်တော်ဒီလက်ရှိအစိုးရပေါ်ပါတော့ပြည်သူအနေနဲ့ကျွန်တော်လက်ရှိအစိုးရရဲ့လှုပ်ဆောင်ချက်ကိုဘယ်လိုတဘောရလဲပြည်သူ ကျမအခုပဲပေးတယ် ဟာဟိုလူခွင့်ရေးပဲဆိုင်ရာ သူလောက်လာတာတော့ဘာပဲဖြစ်ဖြစ်ဒီ LD အစိုးရဒေါ်စုတက်လာကြတဲ့ကနေအခုကျမတို့ပြည်သူတွေအကျုပ်ခံစားရတာကပညာရေးမိဘကအဲ့လိုပူစရာမလူတော့ဘူးအရင်တုန်းကကျမရဲ့တာသမီးတွေကျောင်းတက်လာတော့ကကျောင်းမှာကျောင်းသားတယောက်သားရန်ပုံငွေဆိုတောင်းခွဲတောင်းတယ်နော်ဗလာစောက်ခဲတဲ့ဘောပင်ကအစဝေးရတယ်အပြစ်မှာ2500ရှိတဲ့ဗလာစောက်တဒါစင်ကကျောင်းမှာရောက်ရင်3000ရှိတယ်နော်ကျောင်းမှာရောက်3000ရှိတယ်အခုဒီနေ့ငါတို့ကလေးတွေပညာတင်လာတဲ့အခါကျရင်ကျောင်းစိတ်လည်းတက်တာတယ်မိဘလည်းပူစရာတိတ်မလို့ဝန်ထုတ်ဝင်ပိုးမဟုတ်လားအလေးအတင်မဖြစ်လာဘူးလေအဲ့ဒါအဲ့ဒီပညာရေးပိုင်းဆိုင်ရာရောအများကြီးဘယ်လိုပြောလဲမိဘကဝင်ပေါ်လာတယ်စိတ် ဒီအမကြီးပြောရတာဟုတ်လားမဟုတ်ဒါ NLD အစိုးရလက်ထက်ကိုပြောရတာနော်သူပြောတာမှားလားမှန်လား NLD အစိုးရလက်ထက်မှာတက်ကြီးထောက်ပံ့မှုတွေမတန်ဆွမ်းထောက်ပံ့မှုတွေចောင်းသားចောင်းသူထောက်ပံ့မှုတွေဘလောက်กว่าချားလာတယ်အခုမင်းအောင်နိုင်လက်ထက်မှာအဲ့ဒါတွေပြန်ရကြသေးတယ်ခင်ဆက်စစ်တပ်အောက်ချုပ်လာတဲ့အောက်မှာတခါမှမရဘူးနော်ကျွန်တော်တို့အမေတွေဆိုရင်အမေဆိုတာကျွန်တော်အမေဆိုတာလေသားသမီးကိုအယံပညာတတ်ဖြစ်နေတာနော်သားသမီး3ယောက်ကိုရအောင်ចောင်းထားတာဒါပေမဲ့ចောင်း1ယောက်ကဇရိတ်ဘောပင်ဘောစာအုပ်ဘောចောင်းဝင်ချင်းတော့တချို့တွေမပြေလဲမိပါတယ်ဆိုចောင်းသားသမီး3ယောက်ရှိလို့ချင်းအယူဆုံး1ယောက်ကိုအပ်တယ်ចောင်းအပ်တယ်နည်းနည်းလေးကြာမှနောက်တစ်ယောက်အပ်တယ်မခံနိုင်လို့ပြီးရေဘုံဘောဘာဘောညာဘောတာတစ်နှစ်ပတ်လုံးပညာသင်စိတ်ကမိဘ1ယောက်ကသားသမီး2ယောက်3ယောက်ရှိတဲ့မိဘတွေဆိုဖြူကပြာကကြအောင်ရုံးရတာဟုတ်လားမဟုတ်ဘူးလားဒါတက်လုံးကျွန်တော်တို့အရွယ်တွေဆိုကောင်းကောင်းသိလိမ့်မယ်ဟုတ်တယ်နော်အဲကျွန်တော်တို့လည်းငယ်တဲ့လူတွေဆိုရင်တော့ဒီဟာတွေခံစားသိရှိမှသိတော့မယ်ကျွန်တော်တို့ကြီးတဲ့လူဆိုပိုတိတာပေါ့ဒါပေမဲ့ NLD အစိုးရလက်ထက်မှာအဲ့ဒီဒုက္ခတွေကြုံခဲ့ရသေးလားဘလောက်တက်တာဝါလဲတက်လုံးလမ်းမရှိတဲ့နေရာတွေလမ်းဘလောက်ပေါက်သွားတယ်တက်လုံးမီးမရောက်တဲ့နေရာတွေမီးဘလောက်ရောက်သွားတယ်တက်လုံးတောင်တူလယ်သမားတွေရဲ့လယ်ကိုတက်ပိုင်မြေဆိုပြီးတော့မတရားကျူးကျော်တိမ့်ပိုက်ခဲ့တဲ့လယ်ယာမြေတွေမူလပိုင်ရှင်ဒီတောင်တူတွေစီကိုဘလောက်ရောက်သွားတယ်အဲ့ဒါအဖြစ်ပဲနော်အဲ့ဒါအဖြစ်ပဲစနားတော့ရတယ်စိတ်ချမ်းသာတယ်ကျောင်းသားတယောက်ကအိမ်မှာ10တန်းတယောက်ရှိလိုက်ကြည့်အရင်တုန်းကတဲ့အိမ်လုံးခမင်းတွေစားဖြူပြီးမှပဲစားရတဲ့ဘဝလိုမျိုးဖြစ်တာလားအဲ့ဒီခမင်းတနတ်စားရဖို့အတွက်ဘလို့ရုန်းကန်ရတယ်လေဟိုကျူရှင်ခဟိုအကောက်အခွန်ဟိုကျောင်းကတောင်းလိုက်တဲ့အကောက်အခွန်ဒီမထည့်ရင်ဆရာမကြီးရိုက်တယ်ကျောင်းမလာနေတော့ဒါမျိုးတွေကလေးတွေကိုဖြေးချောက်တာ အခုဒါဟိုဟာလေဟိုပါကျမကြီးမကောင်းဘူးပေါ့နော်အတက်ဘယ်လောက်ရှိတယ်မသိဘူးအသက်80ကျော်ရှိပြီ လူမှုထောက်ပံ့ရေးကြရလားမသိဘူးအခုနှစ်ခါတော့ရပြီ ခါရတယ်နော်တော့ရပြီနှစ်ခါရပြီဒီဗီဒီယိုဖိုင်က NLD အစိုးရလက်ထက်မှာရိုက်ထားတဲ့ဗီဒီယိုဖိုင်နော်ဒါပြန်တက်လာလို့ပြန်ပြတာမေကဟိုအထဲမှာလည်းတယောက်ရှိတယ်ဒီသူကအသက်ကအရင်တော့တန်ကိုရတာကြားဘူးလားမချဘူးဒါကြောင့်ပြောတာလေဒီ NLD အစိုးရမှာတက်ကြီးရွယ်အိုကြီးကိုဦးစားပေးလာတာခံစားရတာလေကျမပြောပြမယ်ကျမအရင်ပြောချင်တာနော်ငါအရင်ပြောချင်တာငါတို့ကချင်ပြည်နယ်သားတွေလေကြောက်စိမ့်ထွက်တယ်နော်ရွှေထွက်တယ်နော်ပရင်တွေထွက်တယ်ယတနာဒီမြေအောက်ယတနာဒီအများကြီးထွက်တယ်တယံစာကတွေပြီးကျူးတွေအများကြီးထွက်တယ်ဒီပြင်ဘိုင်းဆိုင်ရာအကြီးကြီးအသေးသေးအကုန်ထွက်တယ်အခုအဲ့ဒီဟာဒီရောက်ရင်တော့ငါတို့ဒီကချင်ပြည်နယ်မှာနေတဲ့လူ30လောက်ရှိတဲ့လူပဲပြောလိုက်လူဦးရေဥပမာ30လောက်ရှိတယ်တနည်းလုံးလေးမလုံးစဘာမဆိုင်ပင်းနဲ့အစိုးရကောင်းရင်ထိုင်စားနေလို့ရတယ်ရော့မောင်ဖြူဘယ်နေအိတ်တလောက်ဘယ်နေအိတ်ရော့မောင်မဲတလောက်ဘယ်နေသိထုတ်စားလို့ရတယ်နော်ဒါပေမဲ့ကချင်ပြည်နယ်ကထွက်တဲ့ဥစ္စာအခုဖန်ကန်မရှိတော့ဘူးကြောက်လည်းမရှိတော့ဘူးတောင်ဒီလဲဟိုမှာနေပြူတာကြီးပဲဂျိုင်ဝမ်ဖြစ်သွားတဲ့ဥစ္စာလည်းပြန်ပြီးဖုတ်ထားတာမရှိဘူးလုတ်ဆုတ်သွားတာအေယာဝတီမြစ်တကြောရွှေမရှိတော့ဘူးပရင်မမရှိတော့ဘူးဘယ်မှာလဲဖြစ်ပြင်မရှိတော့ဘူးကျွန်းဘယ်မှာလဲမရှိတော့ဘူးနော်အကုန်ပြောင်းပြီဒါတော့ဗီဒီယိုရင်ဖွင့်တာဖြစ်ပါတယ်နော်အကုန်ပြောင်းပြီအဲ့ဒါလူပြောင်းသွားရင်တော့လေအသက်ကြီးတဲ့လူတွေကိုထောက်ပံ့ပါတယ်ဆိုတဲ့ဟာဘယ်မှာတော့ကြပြားတချအဲ့ဒီခေတ်တုန်းကဘယ်မှာတော့တချဘယ်မှာတော့ဆန်
ကချင်ပြည်နယ်မှာနေတဲ့လူတို့အော်ဘာပဲချင်မင်းတို့ပြည်နယ်မှာထွက်တဲ့ဥစ္စာငါတို့တို့ရောင်းစားတယ်ရောမင်းတို့တေးအင်ကိုဆန်တပီးနပီးပေးဘူးတလားမပေးဘူးဒီနေ့ရွှေလဲမတူဘူးကြောက်စိတ်နေမှာဘာဖက်ဆက်ကုမ္ပဏီလည်းမလုပ်တဲ့ NLD အစိုးရကတက်ကြီးရွယ်ဦးတွေကိုလည်းထောက်ပံ့စရိတ်တနိုင်ငံလို့ပေးနိုင်တယ်နော်ပြီးလို့ရှိရင်ကလေးတွေရဲ့အကြောင်းစရိတ်ဒီအကုန်လုံးကိုလည်းသူတို့ပံ့ပိုးနိုင်တယ်ကျမရေးပိုင်းဆိုင်ရာနော်အခု NLD အစိုးရတက်လာခါကျမှဆေးရုံကိုတွားလိုက်လဲဆရာဝန်တွေကဂရုစိုက်လာတယ်နော်အရင်တုန်းကတော့ဆရာဝန်တွေငွေဘယ်လောက်ပါတယ်လဲဆေးရုံမြစ်ချနာဆေးရုံတွားကြည့်စမ်းပတ်စံဘယ်လောက်ပါတယ်လဲလူကိုကြည့်လိုက်တယ်အကဲခတ်လိုက်တယ်ငွေမရှိဘူးဆိုရင်အဲ့ဒီလူနာဂရုတောင်မစိုက်ပေးဘူးအခုဒီနေ့စွတ်တက်လာရင်လေသူများဆေးထူပေးတယ်ဆေးခုပေးတယ်ဒီလိုအရှင်နေဒီအစိုးရကောင်းဆိုတာဘာမျိုးပြောလားအစိုးရမကောင်းတဲ့ခါကျလို့ရှိရင်ငွေထုတ်ကိုပဲမြင်တယ်ကြကြားတယ်နော်ဒီမှာကြီးကဒါအနန္ဒီအစိုးရလက်ထက်မှာပြောခံစားရတဲ့အရာတွေပြောပြထားတာအခုခင်ဗျားတို့အဲ့ဒီအခွင့်အရေးတွေပြန်ရနေကြသေးလားတော်လှန်ပြည်သူတွေမရရင်နေပါစေမရနဲ့တော်လှန်နေတဲ့လူတွေကဒီကောင်တွေတော်လှန်လို့မရဘူးထားခင်ဗျားတို့စစ်တပ်ထောက်ခံနေတယ်ဆိုတဲ့လူတွေကိုရလာအဲ့ဒီခွင့်အရေးတွေရသေးလားဟမ်လာဝကမှတ်ပုံတင်တွားလို့ရင်ဖအေးလဲမြန်မာနိုင်ငံသားမှတ်ပုံတင်ရှိတယ်မယားလဲမြန်မာနိုင်ငံသားမအေးလဲမြန်မာနိုင်ငံသားမှတ်ပုံတင်ရှိတယ်အဲ့မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိတဲ့ဖအေးနဲ့မအေးကမွေးလာတဲ့ကလေးကိုအဖိုးကဘာတွေးအဖွားကဘာတွေးဆိုပြီးတော့ဘာမှမဆိုင်ပဲရစ်ပြီးတော့ငွေတောင်းရတဲ့ဒုက္ခတွေအနန္ဒီအစိုးရလက်ထက်မှာကြုံဘူးလားမှတ်ပုံတင်ရုံးတွိုင်းလက်ထိုးတာတော့ယူရဲသေးလားလာဝကနော်တလုံးကစတုတ်ပြက်တဲ့လိုင်းခန်းနဲ့နေတဲ့ရဲတွေတောင်မှလိုင်းခန်းအတစ်တွေဘလောက်ရခဲ့တယ်ဒါပေမဲ့အဲ့ဒီရဲတွေအဲ့ဒီစောက်ကျေးဇူးကိုတိတ်သေးလားအခုဒီနေ့ခေတ်မှာအနန္ဒီအစိုးရလက်ထက်မှာဒီအမိုင်းပြောရတော့ဒီမိုင်းရဲ့ဒါနိုင်ငံတဲ့တကယ်ကိုပြည်သူတယောက်အနေနဲ့သူခံစားခဲ့ရတာကိုပြောတာအခုအဲ့ဒီအခွင့်အရေးတွေမြန်မာနိုင်ငံသားတွေရနေသေးတယ်အဲ့ဒါအဖြစ်ပဲနော်အဲ့တော့စစ်တပ်ထောက်ခံတယ်ဆိုတာကြည်ထောက်ခံပါကိုထောက်ခံတာကစစ်တပ်ကိုထောက်ခံတာလားဒီစစ်တပ်ကိုမောင်းပိုင်စီးပြီးတော့ကိုကြိုးရှာနေတဲ့စစ်ဗိုလ်ချုပ်လူတစုကိုထောက်ခံတာလားကိုထောက်ခံတဲ့အရာဒီကိုချစ်တဲ့အပေါ်မှာတက်ရောက်မှုရှိဖို့တော့လိုအပ်တယ်စစ်တပ်ကိုထောက်ခံတယ်ဆိုပြီးစစ်သားတွေကိုအသေးခံခိုင်းဘဝတွေအပြက်ခံခိုင်းနေတဲ့လူတွေကိုတွားထောက်ခံမိတယ်လို့ဖြစ်နေမယ်ဆိုရင်ကိုယ့်ရဲ့ထောက်ခံမှုကမှားလားမှန်လားဆိုတော့စဉ်းစားပါလက်ရှိမင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့စစ်သားဘလောက်ပေသွားပြီလဲစစ်သားဘလောက်ဒုက္ခိတဖြစ်သွားပြီလဲရန်သူရှိမှတော်လှန်ရေးအင်အားစုတွေရှိမှတုံပန်းဖြစ်နေရတဲ့စစ်သားဘလောက်ရှိလဲအဲ့နော်ဒါရဲမပါသေးဘူးနော်ပြည်သူစစ်မပါသေးဘူးနော်အဲ့ဒီဒုက္ခိတဖြစ်တဲ့ဟာရဲ့ပေတဲ့ဟာရဲ့ဖမ်းခံထိထားတဲ့စစ်သားတွေအတွက်အဲ့ဒီစစ်ဗိုလ်ချုပ်တွေဘာတောင်းဝင်ယူပေးထားလဲအဲ့တော့ခမရတို့စစ်တပ်ထောက်ခံတယ်လို့ပြောနေကြတဲ့လူတွေကိုကျွန်တော်မေးနေတာခမရတို့ထောက်ခံတာစစ်တပ်ကိုထောက်ခံတာလားဒီစစ်တပ်ကိုမောင်းပိုင်စီးပြီးတော့ကိုကြိုးအတွက်ဒီစစ်တပ်ကိုချနေနေတဲ့စစ်ဗိုလ်ရုပ်တွေကိုထောက်ခံနေတာလားကိုယ့်ရဲ့ထောက်ခံမှုကိုကိုယ်တိုင်ပြန်စမ်းစစ်ပါအဲ့တော့တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာပြည်သူအားလုံးကအတိတရားတွေပြေဝဖို့လိုအပ်တယ်ရှင်းလေးနော်မင်းအောင်လိုင်းနေရာမှာခင်ညွတ်လိုကောင်မျိုးဆိုကျွန်တော်တိုင်းပြည်အာဏာလူဝါခံထိပါတာကြားပြီအဲ့တော့ကျွန်တော်တို့တွေဒီမိုကရေစီ9နှစ်ဒါတော့မှ NLD အစိုးရဟာတာဝန်ခံအစိုးရအဆင့်ပဲရှိတယ်အုပ်ချုပ်တဲ့အစိုးရအဆင့်မဟုတ်ဘူးနော်မြန်မာနိုင်ငံမှာ NLD အစိုးရ9နှစ်တက်သွားတာ NLD အစိုးရအာဏာရတာမဟုတ်ဘူးအုပ်ချုပ်ခွင့်ရသွားတာမဟုတ်ဘူးနိုင်ငံရဲ့အာဏာအရှိဆုံးကာကွယ်ရေးပြည်ထရေးအားလုံးဟာ NLD အစိုးရလက်ထက်အောက်မှာရှိခဲ့တာမဟုတ်ဘူးနော်ဒီကာကွယ်ရေးတို့ပြည်တဲ့ကာကွယ်ရေးဆိုရင်လေဘတ်ဂျက်တောင်စစ်ဆေးခွင့်မရှိဘူးကျူလာစောက်ခေါ်မှဒီနိုင်ငံပိုင်နဲ့ပတ်စံနဲ့ကာကွယ်ရေးအတုံးစိတ်တွေကကျူလာစောက်ခေါ်မှရဲ့သူ့သမီးခင်ဒီတက်မွန်ရဲ့နော်နိုင်ငံခြားထွက်ပြီးတော့ global တပ်ပတ်ရွှေကုတ်လဲ NLD အစိုးရပြောပိုင်ခွင့်မရှိဘူးဘယ်အောက်ကစစ်သားဆိုတော့ဝေးကြီးပေါ့ကဲအဲ့လိုဘဝမျိုးနေခဲ့တာတော့မှပြည်သူတွေကဘလောက်ထိအခွင့်အရေးတွေရခဲ့တယ်ဒါကြောင့်မလို့ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်ဖြစ်စည်းပြစ်တဲ့အတိတရားမိုက်မဲတဲ့ဒူတွေဘဝမရောက်ကြပါစေနဲ့ကျွန်တော်တို့တိုင်းပြည်ဟာအင်မတန်ပြည့်စည်နေပါပြီဒါလေးကိုတိကျပါအပြုတဘောဆောင်ကြပါနော်စစ်တပ်ချစ်တယ်ဆိုရင်စစ်တပ်ကိုချစ်ရအောင်လုပ်ပါစစ်တပ်ချစ်တယ်ဆိုရင်စစ်သားတွေဘဝစတန်ဒတ်ရှိရမယ်တကယ်အခွင့်အရေးတွေအပြည့်အဝရရမယ်စစ်သားကိုကြည့်လိုက်တန့်ပြန့်ကြော့နေရမယ်တကယ်စစ်အသုံးဆောင်ပစ္စည်းတွေအစားစတန်ဒတ်မီးနေရမယ်လက်ရှိမြန်မာစစ်ဗိုလ်ချုပ်တွေဟာစစ်တပ်ကိုအဲ့လိုဖြစ်အောင်လုပ်ပေးထားလားသူတို့မိသားစုကိုလိုလေလေးမရှိလုပ်ပေးထားတာဒါလေးတွေကိုမြင်အောင်ကြည့်ပါကျွန်တော်တို့ကအမုန်းခံပြီးပြောနေတာအလကားပြောတာမဟုတ်ပါဘူးเนาะလူတိုင်းမှာအုံနောက်ရှိပါတယ်ကိုအုံနောက်နဲ့တွေးကြည့်ပါเนาะကျွန်တော်ပြောတဲ့စကားမှားလားမှန်လားဆိုတော့
မှားတဲ့စကားကိုကျွန်တော်တို့ပြောရလားမှန်တဲ့စကားကိုကျွန်တော်တို့ပြောရတာဆိုတော့လူတိုင်းတွေးကြည့်သိနိုင်ပါတယ်နော်အဲ့တော့ဒီအမကြီးကိုတော့လေးစားတယ်ကျွန်တော်တို့ပြည်သူတွေဟာအဲ့လိုအမြင်မျိုးမြင်တတ်ဖို့လိုပါတယ်